ကြီးတစ်ခုဆိုရင်ကျွန်တော်တို့အားလုံးကကိုယ်စီဒီမတ်တွေနဲ့လက်ဝဲတစ်ခုမှဆောင်ရွက်ကြတာပါတချို့ကတနဝက်ကြီးပေါ်ပြပြီးသူကတော့သူ့ကိုတစ်ခုစားတော့ပဲပြည့်စုံပြနိုင်ခဲ့ကြတယ်တကယ်တော့ဝင်လာသမျှလူတိုင်းကိုစုပြီးခေါ်တော့လို့မရတာတော့ကရဲ့နေရာမှာတစ်ခုပါတော့နေတဲ့လက်ကြောင်းတွေမတူတော့တဲ့အခါတစ်ပြည့်ဖြစ်လိုက်ရပါမယ်ရခဲ့တဲ့တရားစာတွေအမှတ်တရလိုတာတော့ကျွန်တော်တို့ရင်ထဲမှာကျင်းနေခဲ့တာပါနှုတ်ဆက်ခဲ့ရတဲ့လူတွေကိုပြည့်ပြည့်မဲ့အစားဘဝရဲ့အစိပ်ပိုင်းတစ်ခုမှာအနည်းပဲပေါဝင်ပြီးခဲ့လို့ကြည့်ပြလိုက်ပါအားကြောင့်လဲဆိုတော့သူတို့ဟာကျွန်တော်တို့ရင်းနှီးလာဖို့အတွက်လိုအပ်တဲ့ခီးပေါင်းတွေကြည့်ခဲ့လို့ပါ